TikTok ပေါ်မှာကိုယ့်ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေကို like and view တွေနည်းနည်းရအောင်ခက်ခက်ခဲခဲ edit လုပ်နေကြမလို့ပဲ TikTok ပေါ်မှာပဲလွယ်တကူတင်လို့ရတဲ့ဉာဏ်လေးကိုဒီဗီဒီယိုမှာပြသမှာပဲဖြစ်ပါတယ်ဒီဥဆုံးအပေါင်းလေးကိုနှိပ်လိုက်ပါပြီးရင်အောက်မှာ create ဆိုတာလေးရှိပါတယ်အဲ့ကောင်လေးကိုထပ်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကဓာတ်ပုံတွေဗီဒီယိုတွေကို edit လုပ်မှာမဟုတ်တဲ့အတွက်ဒီအောက်က template တွေထဲမှာလွယ်လွယ်ကူကူထည့်ပြီးတော့သုံးလို့ရပါတယ်ကိုကြိုက်နေတဲ့ရာ template တစ်ခုကိုရွေးလိုက်ပါပြီးရင်အောက်က try the template ဆိုတာလေးကိုထည့်နှိပ်လိုက်ပါဒီနေရာမှာအောက်ကအကွက်လေးထဲမှာဓာတ်ပုံပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ထည့်ပြီးသုံးလို့ရပါတယ်ကျွန်တော်ကတော့ဓာတ်ပုံလေးနှစ်ပုံကိုပဲထည့်ပြီးတော့သုံးလိုက်မယ်ပြီးရင် next ကိုထည့်နှိပ်လိုက်မယ်ဒါဆိုရင်ကိုကြိုက်တဲ့ template နဲ့ဆော့လို့ရပြီကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့ဓာတ်ပုံနဲ့တွဲပြီး template တွေတခုလုပ်ပြမယ်စောစောအတိုင်းလေးပဲ try the template ဆိုတာလေးကိုပဲနှိပ်လိုက်မယ်အဲဒီမှာကျွန်တော်ကဓာတ်ပုံရဲ့ဗီဒီယိုကိုနှစ်ခုရွေးလိုက်မယ်ပြီးရင် next ကိုပဲထည့်နှိပ်လိုက်မယ်ကိုကြိုက်သွားပြီအဆင်ပြေသွားပြီဆိုရင် next ကိုပဲထည့်နှိပ်လိုက်ပါပြီးရင် caption ပါညာရေး hashtag တွေပါသုံးပြီးတော့ post ကိုနှိပ်လိုက်လို့ရပါပြီဒါဆိုစမ်းလုပ်ကြည့်ပါဒီ link လေးသုံးမယ်ဆိုရင်တော့ like and view တွေအလွယ်ကူတက်လာမှာပဲဖြစ်ပါတယ်ကြည့်ချင်တာရှိရင်လည်းမေးလို့ရပါတယ်ကျွန်တော်အောင်ရအောင်ပါနောက်ဗီဒီယိုမှာကြည့်ကြမယ်